ရလားရလာချင်မဝသေးဘူးလားအခုချိန်မှစပြီးမင်းသမီးကိုကြည့်ပြီးအားရပါရဝေဖန်နိုင်ပါပြီတို့ရွာလိုပြောရင်တော့အတင်းပြောနိုင်ပြီပေါ့မင်းသမီးကြီးကဘယ်လိုကြီးညာလိုကြီးအတင်းပြောတဲ့လူတွေကြီးကုန်ပါပြီယူသေးကျိုးစင်းပါလေခင်ဗျာအခုချိန်မှစာပြီးတော့ပါလားကဲဟုတ်ရှေ့ကယူသေးမှလေးကတော့ကြောင်မတော်မျိုးရဲ့ကြည့်တယ်တော့6မျိုးရဲ့ကြည့်တယ်တော့မကွေးတိုင်းရဲ့ကြည့်တယ်တော့မန္တလေးတိုင်းရဲ့ကြည့်တယ်တော့ရှုပ်သေးမှလေးညီညာခိုင်ဟောနောက်ကကျိုးရဲဆရာကြီးကတော့ကြောင်မတော်မျိုးရဲ့ချက်ဒီအတုံးဆုံးချက်ဒီအယုတ်ဆုံးလူရုပ်မာကြီးမင်းသမီးတို့လည်းရအငြိမ်လေးပြတ်တဲ့တေးကမင်းသမီးတို့လည်းရအားကြတယ်လားချမ်းအေးဟုတ်ပြီမျိုးကျမ်းပါကြပါစေ